ကလေးတယောက်ကိုပေါ့နော် screen time ဘယ်နှမိနစ်ပြတင်လဲမသိတယ်မေမေတို့အတွက်ပါ2နှစ်မပြည့်သေးတဲ့ကလေးတွေကို screen time 0ပါ2နှစ်ကနေ3နှစ်ကြားကို screen time ကတစ်ရက်ကို15မိနစ်ပေးကြည့်လို့ရပါတယ်3နှစ်ကနေ5နှစ်အတွင်းကို screen time ကတနာရီပေးကြည့်လို့ရပါတယ်6နှစ်ကနေ12နှစ်အတွင်းကို screen time က2နာရီပေးကြည့်လို့ရပါတယ်ပေးကြည့်တဲ့အခါမှာဘူးတုတရတဲ့အစီအစဉ်လေးတွေကိုရှာပြီးတော့ပေးကြည့်တာအကောင်းဆုံးဖြစ်ပါတယ်အဲ့လိုပေးကြည့်တဲ့အခါမှာကလေးလေးတွေကပေါ့နော်15မိနစ်နဲ့မတော်ချင်ဘူးနိုင်ဝက်နဲ့မတော်ချင်ဘူးအဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်သူတို့အိုးသမီးလေးရေဟိုမဲကစားစရာလေးတွေနဲ့မမေနဲ့အတူတူကစားမယ်စာအုပ်လေးဖတ်ကြမယ်လေးဆိုပြီးတော့အာယုံပြောင်းကြည့်လို့ရပါတယ်ပြင်တိုင်းပြတဲ့အခါမှာအိတ်ခါနီးအချိန်တို့ထမင်းစားတဲ့အချိန်တို့ကို screen time လုံးဝမပြပေးပါနဲ့ screen time ပေးမဲ့အစားကလေးလေးနဲ့အတူတူကစားပေးပါအတူတူစာဖတ်ပေးပါကျမသမီးလေးဆိုလို့ရှိရင်ကျမနဲ့အတူတူစာဖတ်တော့အဲ့ဒီစာအုပ်ကိုသူအတစ်တစ်မျိုးဝယ်လာပြီဆိုလို့ရှိရင်စာအုပ်တအုပ်ဝယ်လာခြင်းသူကကျမကို9ခေါက်6ခေါက်လောက်ဖတ်ခိုင်းတယ်ပြီးရင်နောက်တစ်နေ့မှလည်းအဲ့ဒီစာအုပ်တအုပ်ကိုပဲ3-4ခေါက်လောက်ဖတ်ခိုင်းတယ်ပြီးလို့ရှိရင် तू ကအဲ့စာအုပ်လေးကိုပုံလေးတွေကိုကြည့်ပြီးတော့ပေါ့နော် तू ကအလွတ်တွေရတာပေါ့နော်အလွတ်တွေရတယ်ဆိုတာပေါ့နော်ရာနဲ့ဇွဲနဲ့ပေါ့ကြောင်းသွားကြတယ်ပေါ့အဲ့လိုမျိုးလေးတွေပေါ့အဲ့လိုမျိုးလေးအတူကောက်လေးတွေပေါ့နော် तू နားလဲတာပေါ့နော်စာဖတ်ပေးခြင်းအပြင်ကလေးကကြီးလာလို့ရှိရင်စာဖတ်ဝါသနာပါပြီးသားဖြစ်သွားတာပေါ့နော်ခုလိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်ကျမကကလေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဒေါက်တာမာမီ page နဲ့Burmese American Home ကအမစီကလေ့လာပြီးတော့ senior မီမီစီကလေ့လာပြီးတော့သိတာလေးတွေကိုပြန်လည်မျှဝေပေးတာဖြစ်ပါတယ်